ဒီလိုလေးစားအတဲ့တဏ္ဍတောကရှင်သူတော်စင်အပေါင်းတို့ခင်များဟာဒတ်အီမမ်အဘူဟနီဖာရဟ်မတ်တူလာအလိုင်တခင်ဆိုတာအင်တမကိုပဲမြင့်မားတဲ့အစဉ်တန်းကိုရရှိထားတဲ့သူတော်စင်ကြီးလည်းဖြစ်တယ်လို့တစ်ဖက်မှာပညာရက်နဲ့ပတ်သက်ရင်လည်းပဲဖေကာပညာရှင်တွေအားလုံးရဲ့ခေါင်းဆောင်လို့တတ်မှတ်ရလာအောင်အင်တမကိုပဲဖေကာပညာမှာလည်းပဲအင်တန်ထူးချွန်ထက်မြက်ပြီးတော့အင်တန်ကြီးကျယ်တဲ့ဖေကာပညာရှင်ကြီးတစ်ပါးဖြစ်နော်ဒီတော့အီမမ်ဆတ်နဲ့ပတ်သက်ပြီးဖြစ်ရလေးတစ်ခုကိုကျွန်တော်တင်ပြခြင်းလို့နော်ကနဦးဆုံးအီမမ်အဘူနီဖာရဟ်မတ်တူလာအလိုင်တခင်ဆိုတာဘလို့ပုဂ္ဂိုလ်လဲဆိုတာကိုကနဦးဆုံးတင်ပြလိုက်ရတာဖြစ်လေးစားအတဲ့မိတ်ဆွေညီနောင်များခင်များဒီတော့အီမမ်အဘူနီဖာရဟ်မတ်တူလာအလိုင်တခင်ကနော်အခုနပြောသလိုညဆိုရင်နော်အီဘာဒတ်လုပ်တယ်နော်ပြီးတော့ညရဲ့တော်တော်များများအစိပ်ပိုင်းတွေမှာကုရ်အာန်ဟဒီသ်ကနေပြီးတော့မစအလာတွေကိုတုံ့နှုတ်နော်လူတစ်ယောက်ကအီဘာဒတ်လုပ်တဲ့နေရာမှာလေးပဲနော်စိတ်တည်တည်ငြိမ်ငြိမ်နဲ့နော်အင်တန်အေးအေးချမ်းချမ်းအီဘာဒတ်လုပ်ရတာကိုလူတိုင်းနှစ်သက်မှာပဲဒီတိုင်းပဲကုရ်အာန်ဟဒီသ်တွေကနေမစအလာတွေထုတ်နှုတ်တဲ့နေရာမှာလေးပဲနော်ဒါဟာအင်တန်အရေးကြီးတဲ့အလုပ်ဆိုတော့အင်တန်အေးအေးဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ်လုပ်ရတာကိုနှစ်သက်မှာပဲဒါလူတိုင်းရဲ့သဘာဝပဲကျွန်တော်တို့တာမန်စရင်လေးတစ်ခုလုပ်ရင်တော့မှဘေးနားမှာတယောက်ယောက်စူနေရင်မကြိုက်နော်ဘာဖြစ်လို့လဲဒါအရေးကြီးတယ်နော်ငါအေးအေးဆေးဆေးလုပ်ချင်တယ်နော်သူ့ပေမဲ့လည်းပဲတဲ့အီမမ်အဘူနီဖာရဟ်မတ်တူလာအလိုင်တခင်ရဲ့အိမ်ရဲ့ဘေးနားမှာဒီလိုလူတယောက်နေတယ်တဲ့အဲ့ဒီလူကဖနက်ချုပ်တဲ့သူဖြစ်တယ်နေ့အချိန်ရောက်ရင် तू ကဖနက်ချုပ်တော်တော်လေးလည်းပဲစင်းရဲ့နော် तू ကညအချိန်ရောက်ရင်သူ့ရဲ့အကျင့်ကပါလေညအချိန်ရောက်လာပြီဆိုရင် तू အရက်တောက်နော်တနေကုန်အလုပ်လုပ်တယ်ညအင်တန်ရောက်လာပြီဆိုရင်အရက်တောက်နော်အရက်တောက်ပြီးသွားပြီဆိုလို့ရှိရင် तू စပြီးတော့နော်ရေချိန်ကြိုက်ပြီး तू မူးပြီနော်မူးတဲ့အခါမှာ तू အော်နေမယ်ဟစ်နေမယ်တချင်းတွေစူနေမယ်ဆဲနေမယ်ရှောက်ပေါက်ကြ40တွေပြောနေမယ်နော်အဲ့ဒီဟာကအီမမ်ဆပ်နဲ့အိမ်ပြီးချင်းကတ်ဆိုတော့ဒီလူရဲ့အတန်ညတိုင်းအီမမ်ဆပ်ကြားရနော်ဒီလူအရက်တောက်ပြီးတော့နော် तू ရေချိန်ကြိုက်တဲ့အချိန်ကဒီဘက်မှာအီမမ်ဆပ်အီဘာဒတ်ထဲမှာနေမိုးနေတဲ့အချိန်မစအလာတွေထုတ်နှုတ်နေတဲ့အချိန်နော်အဲ့ဒီတော့အီမမ်ဆပ်ကညာတိုင်းလိုသူ့အတန်ရဲ့ဒုက္ခကိုညာတိုင်းခံရနော်အဲ့ဒီလိုနဲ့ညရောက်လာပြီဆိုရင်ဒီလူရဲ့အတန်ကြားရညရောက်လာပြီဆိုရင်ဒီလူရဲ့အတန်ကြားရအိမ်ကလည်းဘေးချင်းကအိမ်ကြီးချင်းဖြစ်နေတယ်အဲ့ဒီလိုနဲ့တရက်ဘာဖြစ်လဲဆိုတော့တဲ့နော်အီမမ်ဆပ်ညအချိန်ရောက်လာတယ်အမြဲတမ်းကြားနေရတဲ့အတန်ဆိုတော့လေနည်းနည်းကြာလာတော့ဒီအတန်ကယူသွားပြီပေါ့နော်ရင်သွားပြီအဲ့ဒီလိုနဲ့ညအချိန်ရောက်လာတော့အီမမ်ဆပ်ဒီတိုင်းပဲအီဘာဒတ်လုပ်တယ်မစအလာတွေထုတ်နှုတ်တယ်နော်အဲ့ဒီညကထူးဆန်းနေတယ်သူ့အတန်လုံးဝမကြားရဘူးနော်အမြဲတမ်းကြားနေကြအတန်မကြားရတဲ့အခါကျတော့အီမမ်ဆပ်လည်းစိတ်ထဲမှာနော်ထူးဆန်းသူလိုဖြစ်တာပေါ့ဩဒီဘိုက်ဒီညဘာသာမှမထွက်ပါလားနော်ကြည့်ရတာ तू နေမြမကောင်းလို့လားမသိနော်နေမကောင်းလို့ तू မတောက်နိုင်ဘူးအဲ့ဒီတော့ဘာသာမှမထွက်အဲ့ဒီလိုနဲ့တညမဟုတ်နှစ်ညမဟုတ်အတန်မကြားရတဲ့အခါကျတော့အီမမ်ဆပ်ကစိတ်ထဲမှာတမျိုးတော့ဖြစ်တယ်နော် तू တော်တော်မြတ်နေမကောင်းဖြစ်နေလို့လားမသိနော် तू အိမ်ကိုသွားပြီးမြည်ကြည့်ရအဲ့ဒီလိုနဲ့နောက်ရမနက်ကျတော့အီမမ်ဆပ်ကနော်ဖဂျာနမတ်ပတ်ဖို့အိမ်ကနေထွက်တော့ဘေးအိမ်ကိုတကားခောက်ပြီးမြည်ကြည့်တယ်နော်ဘတ်ရဲ့အတန်မကြားပါလားနော်ညဆိုရင် तू အမြဲတမ်းသူ့အတန်တစ်ခုမဟုတ်တစ်ခုတော့ကြားရတယ်နော်အခုအတန်မကြားတာ2ရက်ရှိပြီဆိုတော့နော်နေမကောင်းညာဖြစ်နေလို့လားအဲ့ဒီခါအိမ်သူအိမ်သားတွေကပြောပြတယ်ဆရာကြီးတဲ့နေမကောင်းဖြစ်လို့မဟုတ်နော်သူ့ကိုဖမ်းသွားပြီနော်သူ့ကိုအုပ်ချုပ်တဲ့နော်ဒီရက်ွက်ရွာအုပ်ချုပ်တဲ့နော်ဒီအာနာပိုင်တွေကသူ့ကိုဖမ်းသွားပြီညတောင်းညမ်းနေတဲ့တရင်ရသွားတော့သူ့ကိုဖမ်းသွားပြီနော်အီမမ်ဆပ်ကအော်အဲ့ဒီလိုလားအဲ့ဒီလိုနဲ့အီမမ်ဆပ်ကပလီသွားတယ်ဖဂျာဖတ်တယ်ပြီးတဲ့အခါမှာနေ့အချိန်မှာလုံးဝမဲ့အလုပ်ကိစ္စတွေကိုလုပ်တယ်လုပ်ပြီးတော့နည်းနည်းပြီးစီးသွားတဲ့အချိန်ကျတော့အီမမ်ဆပ်ကနော်အဲ့ဒီရက်ကွက်မှာရှိတယ်နော်စခန်းကိုတန်းပြီးတော့အီမမ်ဆပ်သွားအဲ့ဒီလိုနဲ့စခန်းကိုသွားတဲ့အခါကျတော့စခန်းအပေါက်ဝရောက်တယ်အီမမ်အဘူနီဖာရဟ်မတ်တူလာအလိုင်တခင်ကိုမြင်တော့စခန်းမူကတော်တန်တအောနဲ့ထွက်လာဘာကြောင့်လဲဆိုရင်အဲ့ဒီအချိန်ခါမှာတိုင်းပြည်တပြည်လုံးကအီမမ်ဆပ်ကမစအလာတွေအတိုင်းအီမမ်ဆပ်ကဖီကာအတိုင်းကျင့်သုံးပြီးတော့ဥပဒေတွေပြဋ္ဌာန်းနေတာဒီတိုင်းပြည်မှာရှင်ဘီရင်တော်မှအီမမ်ဆပ်ကအိမ်ကိုလာရတယ်အဲ့ဒီလောက်ထိအီမမ်အဘူနီဖာရဲ့အရှိန်ဝါကြီးလွန်းတယ်ပြီးတော့အခုအီမမ်ဆပ်ကတကူးတကဒီစခန်းကိုရောက်လာတယ်ဆိုတော့ဘာကိစ္စအတွက်နေလဲပေါ့
အဲ့ဒီအခါစခန်းမှုကထွက်လာပြီးတော့အီမမ်ဆပ်ကိုပြောတယ်ဆရာကြီးတော့ဘာကိစ္စနဲ့ဆရာကြီးကျွန်တော်စီတကူတကလာတာလေစခန်းကိုတကူတကလာတာလေလူတယောက်လွတ်ပြီးခေါ်ခိုင်းလိုက်ကျွန်တော်ဆရာကြီးစီပြေးပြီးရောက်လာမယ်ကိစ္စဒီတော့ဆရာကြီးကပြောတယ်ငါလည်းပဲအရေးကြီးတဲ့ကိစ္စတစ်ခုနဲ့အခုလိုထွက်လာလိုက်တာဒီတော့စခန်းမှုကမေးတယ်ဆရာကြီးဘာကိစ္စလဲကျွန်တော်ဘာလုပ်ပြီးရနော်ဆရာကြီးခိုင်းတာဆိုဘာမဆိုလုပ်ပြီးဖို့အစဉ်သစ်အဲ့ဒီလိုနဲ့ဆရာကြီးကပြောတယ်ငါရဲ့ဘေးအိမ်ကအိမ်ကြီးချင်းကိုမင်းတို့ဖမ်းထားတယ်နော်သူနဲ့ပတ်သက်ပြီးငါအာမခံလာလုပ်ပေးတာသူ့ကိုလွတ်ပေးလိုက်ဖို့နော်သူ့ကိုငါပြန်ပြီးတော့ခေါ်သွားဖို့အဲ့ဒီအခါကျတော့စခန်းမှုကဘသူပဲဝါလေဆရာကြီးကနမေတပိုင်ပြောပြတဲ့အခါကျတော့စခန်းမှုကပြောတယ်နော်ဒီလူကတတော်ကိုမှအရက်တောက်တဲ့သူညဆိုရင်အရက်တောက်ပြီးအတန်ပလန်လေးစူညံအောင်လုပ်တဲ့သူအဲ့ဒီအတွက်ဖမ်းတာဒီတော့အီမမ်ဆပ်ကပြောတယ်မဟုတ်ဘူးသူ့ကိုကျွန်တော်အာမခံပေးမယ်နော်သူ့ကိုပြန်ပြီးတော့လွှတ်ပေးလိုက်ပါဒီတော့စခန်းမှုကပြောတယ်ဆရာကြီးတတိုင်းပြည်လုံးကဆရာကြီးရဲ့မစအလာတွေဖီကာတွေအပေါ်မှာကျင့်သုံးနေရဆရာကြီးရဲ့ဖတ်ဝါကတိုင်းပြည်ရဲ့အမိတ်ပဲနော်ဒီတော့ဆရာကြီးပြောတာကျွန်တော်ဘာကြောင့်ငင်းစရာရှိမလဲဒီတော့ကျွန်တော်ချက်ချင်းပဲလွှတ်ပေးမယ်ဆိုပြီးတော့နော်ဒီစခန်းမှုကအီမမ်ဆပ်နဲ့အတူနော်ချက်ချင်းပဲအဲ့ဒီပုဂ္ဂိုလ်ကိုထည့်ပေးလိုက်နော်ဒီပုဂ္ဂိုလ်လေသူ့ကိုချုပ်ထားတဲ့နေရာကနေသူ့ကိုပြန်ပြီးထုတ်လာတယ်အပြင်မှာစောင့်နေတာကအီမမ်အဘူနီဖာဆိုတော့တွေ့တော့သူလည်းတော်တော်လန့်သွားတယ်ငါဘေးအိမ်ကအီမမ်ဆပ်ကြီးငါလည်းပတ်သက်ပြီးဗာများလာတိုင်တာလည်းမသိနော်အနာရောက်တော့သူသိရတဲ့အီမမ်ဆပ်ကတိုင်ဖို့လာတာမဟုတ်သူ့ကိုခေါ်ဖို့လာတာအဲ့ဒီလိုနဲ့အီမမ်ဆပ်ကသူ့ကိုပြန်ပြီးတော့ခေါ်သွားတယ်အိမ်ကိုပြန်ခေါ်သွားတယ်နော်ဒီလိုနဲ့တဲ့အီမမ်ဆပ်ကသူ့ကိုအဲ့ဒီစခန်းအချုပ်ကနေပြီးတော့သူ့အိမ်ကိုအီမမ်ဆပ်ကိုယ်တိုင်ခေါ်သွားပြီးအိမ်အဝအထိလိုက်ပို့ပေးလိုက်တယ်လမ်းတလမ်းလုံးမှာအီမမ်ဆပ်ကသူ့ကိုစကားတစ်ခုဒီလိုစကားတစ်လုံးမပြောခဲ့ဘူးသူ့ကိုဆုံးမတဲ့စကားအပြစ်တင်တဲ့စကားတစ်လုံးမှမပြောခဲ့နော်ခင်ဗျာတော်တော်ဆိုးတာပဲခင်ဗျာညဆိုရင်နော်ခင်ဗျာဒီလိုမလုပ်သင့်ဘူးစသဖြင့်ပေါ့သူ့အပြစ်တင်တဲ့စကားလေးပဲမပြောခဲ့ဘူးသူ့ကိုတစုံတရာဆုံးမတဲ့စကားလေးပဲအီမမ်ဆပ်မပြောခဲ့ဘာမှမပြောဘူးသူ့ကိုဒီတိုင်းပဲခေါ်လာပြီးတော့သူ့အိမ်ကိုသူ့ကိုပို့ပေးလိုက်နော်အဲ့ဒီလိုပို့ပေးပြီးတော့အဲ့ဒီနေ့နော်ပြီးသွားပြီနေ့အချိန်ပြီးသွားတော့အခုညအချိန်ရောက်လာတော့ထုံးစံတိုင်းအီမမ်ဆပ်အီဘာဒတ်တီလုပ်တဲ့မစအလာတွေထုံနှုတ်နော်အဲ့ဒီညမှာအီမမ်ဆပ်သူ့အတန်မကြားတော့အီမမ်ဆပ်ကစိတ်ကလည်းဘာလဲဆိုတော့အော်ဒီဘိုင်နော်ဒီနေ့ပဲအချုပ်ထဲကနေပြန်လွတ်လာတော့သူဒီညတော့နော်သူငြိမ်ပြီးကုတ်နေတာနေမယ်ပေါ့အဲ့ဒီလိုထင်တယ်အဲ့ဒီလိုနဲ့နောက်1ရက်2ရက်3ရက်ကြာသွားတယ်သူ့အတန်လုံးဝမချရဒီတော့အီမမ်ဆပ်လည်းတနေ့အံ့ဩတယ်နော်ဒီပုဂ္ဂိုလ်ကဒီလိုမဟုတ်ဘူးအဲ့ဒီလိုရက်ဆက်တိုက်အတန်မထွက်ပဲညငြိမ်နေတတ်တဲ့သူမဟုတ်နော်ဒီတော့အခုကရက်ဆက်တိုက်ဖြစ်လာပြီဆိုတော့နည်းနည်းတော့ထူးဆန်းတယ်သူ့ကိုများစခန်းကနောက်တစ်ခေါက်ပြန်ဖမ်းသွားပြီလားမသိဘူးအဲ့ဒီလိုနဲ့အီမမ်ဆပ်ကတဲ့နောက်ရမနက်ခက်ဆော့ဆော့ပဲအိမ်ကနေထွက်ပြီးသွားတဲ့အခါကျတော့အဲ့ဒီဘေးအိမ်ကိုတကားခောက်ပြီးတော့အီမမ်ဆပ်မေးတယ်သူ့ဘယ်မှာလဲအဲ့ဒီလိုနဲ့အိမ်သူအိမ်သားတွေကလှမ်းပြတယ်ဆရာကြီးဝင်ပါဆရာကြီးသူဒီမှာရှိနေတယ်အဲ့ဒီလိုနဲ့အီမမ်ဆပ်ကကြည့်လိုက်တဲ့အခါကျတော့တဲ့ဒီအယတမနော်ဒီပုဂ္ဂိုလ်ကတဲ့ဂျိုင်နမတ်ခေးပြီးတော့နော်သူနော်တာဂျွတ်နမတ်ဖတ်နေတယ်သူအလ္လာဟ်နဲ့အဆက်အသွယ်လုပ်နေတယ်ဇီကီတွေလုပ်နေတယ်ဘေးနားမှာတက်စဘီလေးရှိနေတယ်ကုရ်အာန်လေးရှိနေတယ်ဂျိုင်နမတ်လည်းရှိနေတယ်သူနမတ်ဖတ်နေတယ်နော်အဲ့ဒါကိုမြင်တော့အီမမ်ဆပ်ကတော်တော်အံ့ဩသွားတယ်နော်သူဒီလိုလူမမဟုတ်တာနော်သူညဆိုရင်အရက်တောက်တဲ့သူကဘလို့လို့နော်ဂျိုင်နမတ်ပေါ်ရောက်ပြီးတော့နော်သူဂျာတာဂျွတ်နမတ်ဖတ်တဲ့သူဖြစ်သွားတာလေအဲ့ဒီလိုနဲ့အီမမ်ဆပ်ကတော်တော်လေးဝင်းတာပြီးသူ့ကိုမေးတယ်နော်သူနမတ်ပြီးသွားတော့ဆလမ်လှည့်ပြီးတော့သူ့ကိုမေးတယ်ဘိုင်ဘလို့ဖြစ်တာလဲမာရှာလာခင်ဗျတော်တော်ပြောင်းလဲသွားတာပဲအဲ့ဒီအခါနော်ဒီဖနက်ချုပ်တဲ့သူနော်ဒီအရင်ညတွေဆိုရင်အရက်တောက်တဲ့သူနော်ဒီပုဂ္ဂိုလ်ကပြန်ပြောပြတယ်ဆရာကြီးတဲ့ကျွန်တော်ကတော်တော်ကိုမှဆင်းနေတာကျွန်တော်လုပ်တဲ့အလုပ်ကလည်းဖနက်ချုပ်တဲ့အလုပ်ဆိုတော့နော်ကျွန်တော်ကနော်လူတွေထဲမှာလည်းအင်တန်တေးသိမ့်တဲ့အလုပ်ကိုလုပ်တဲ့သူဒီတော့ကျွန်တော်အနှိမ်ခံရတဲ့သူတယောက်ဘဝပဲနော်ဒီတော့ကျွန်တော်မှအပေါင်းအသင်းတွေပဲနော်များများဆဆမရှိဒီတော့ကျွန်တော်ညတဏီကုံပင်ပန်းခဲ့တာတဏီကုံနော်ရခဲ့တဲ့စိတ်ဝေဒနာတွေကိုကျွန်တော်ညဆိုရင်အရက်တောက်ပြီးအရက်ကအရသာနဲ့ကျွန်တော်ပြန်ပြီးတော့ဖြည့်သိမ့်အဲ့ဒီလိုနဲ့အခုကျွန်တော်အချုပ်ထဲရောက်သွားတယ်အချုပ်ခန်းထဲမှာနော်ဒီလောက်တိုင်းပြည်ရဲ့အကြီးအကျယ်ဆုံးသောပညာရှင်ကြီးရှင်ပြည်နေကတော့တကူတကဖိတ်ရတဲ့တကူတကလာတွေ့ရတဲ့ပညာရှင်ကြီးကကျွန်တော်ကိုနော်အချုပ်သေးထိလာပြီးတော့ကျွန်တော်ကိုလာပြီးပြန်ခေါ်သွားတယ်နော်အဲ့ဒီအပေါ်မှာကျွန်တော်ဒီလောက်ထိ
နော်ကျွန်တော်အစ္စတ်ပြသွားတယ်ဒီလောက်ထိကျွန်တော်နှလုံးသားမှာကြည်နူးမှုရတယ်နော်သူပြောပြတယ်ကျွန်တော်တဲ့ဆရာကြီးကျွန်တော်ကိုပြီးတဲ့နော်ဒီမဟာဘတ်ဒီအချစ်ရဲ့အရာသာကိုကျွန်တော်တွေ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ညအရက်ရဲ့အရာသာကျွန်တော်စီမှာမတိုးတော့နော်ကျွန်တော်အရက်ရဲ့အရာသာကျွန်တော်စီမှာမတိုးတော့နော်ကျွန်တော်အရက်တောက်ဖို့စဉ်းစားတိုင်းဆရာကြီးမျက်နှာမြင်လာတဲ့ဒီပုဂ္ဂိုလ်ကွာငါ့ကိုဒီလောက်အထိစခန်းမှာတကူးတကလာပြီးတော့ဒီလောက်ကြီးကျယ်တဲ့ပညာရှင်ငါ့ကိုလာပြီးအချုပ်ထဲကနေအာမခံလုပ်ပေးပြီးတော့ထုတ်သွားတယ်နော်ငါအရက်တောက်မယ်ဆိုရင်ငါသူ့မျက်နှာတော့ထောက်တင်တယ်အရက်တောက်မယ်လို့စဉ်းစားတိုင်းဆရာကြီးမျက်နှာမြင်လာတယ်နောက်ဆုံးကျွန်တော်စိတ်ကဖြတ်လိုက်ဆုံးဖြတ်လိုက်တယ်ငါအရက်တော့မတောက်တော့နော်ဒီပုဂ္ဂိုလ်ကြီးညဆိုဘာလုပ်လဲငါလည်းပဲသူ့အတိုင်းလိုက်လုပ်မယ်ဆိုပြီးတော့ကျွန်တော်ညကိုအရက်တောက်မယ်အစားအီဘာဒတ်လုပ်မယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာနော်ဒီဖြစ်ရကိုဟာဒတ်မိုလာနာဆဂျာဒ်နိုမာနီတာမတ်ဘာကာတုမ်ဆိုတဲ့နော်အကြီးကဲဆရာသခင်ကြီးကနော်ရမ်ဇန်လမှာအီတကာဖ်ကဘယန်တစ်ခုမှာဒီဖြစ်ရလေးပြောပြနော်ဒီဖြစ်ရကနေကျွန်တော်တို့ဘာသင်ခန်းစာရနော်ဝါကေဟာလီနားထောင်ပြီးတော့ဒီလိုတော့နားထောင်ကောင်းတယ်အဲ့ဒီနားထောင်ကောင်းတဲ့ဒီဖြစ်ရလေးကနေကျွန်တော်တို့ဘာသင်ခန်းစာရကျွန်တော်တို့အတွက်အင်တာမန်ကိုပဲသင်ခန်းစာယူစရာရှိဘာသင်ခန်းစာလေးဆိုလို့ရှင်ဒီနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာမွတ်စလမန်တို့ဖြစ်ပြီးမဲ့နော်ဒီမရှိတဲ့သူတွေအများကြီးရှိတယ်နော်ဥမာဖြစ်ကျွန်တော်တို့ရဲ့အနီးအနားမှာနော်ကျွန်တော်တို့ရဲ့တလန်းတဲမှာကျွန်တော်တို့ရဲ့ဆွေမျိုးတွေမှာမွတ်စလမန်ပဲနမတ်၅ချိန်မရှိဘူးမွတ်စလမန်ပဲဘာမှအမလ်အီဘာဒတ်မရှိဘူးမွတ်စလမန်ပဲညအရက်တောက်တဲ့အရက်တမမွတ်စလမန်ပဲဂုဏမှန်သေးဗျအကုန်လုံးတယ်နော်ပေါ်တင်ဂုဏတွေကျူးလွန်နေတယ်အဲ့ဒီလူတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိကြနော်အဲ့ဒီလူတွေကိုကျွန်တော်တို့ဘယ်လိုဆက်ဆံရမလဲလေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာများသောအားဖြင့်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်နေတာကနော်လူတစ်ယောက်ကဒီမရှိဘူးလူတစ်ယောက်ကအရက်တောက်တယ်ဆိုပါတော့လူတစ်ယောက်ကကိုနာတစ်ခုပြောင်းတင်းလုပ်နေတယ်နော်မိသားစုတစုဒီလုံးဝမရှိဘူးဒီလုံးဝအားနေတယ်လုံးဝသူတို့အိမ်မှာနော်အမေရိကန်မွတ်စလင်သားဖြစ်နေတယ်ဘာမှဒီမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့အလိအထကဘာလဲဟာအဲ့ဒီလူတွေနဲ့မပေါင်းနဲ့ဒီမရှိဘူးနော်အဲ့ဒီလူတွေနဲ့မပတ်သက်နဲ့ဒီမရှိဘူးနော်အဲ့ဒီလူတွေကျွေးတာမစားနဲ့အဲ့ဒါဒီမရှိတဲ့သူတွေနော်နမတ်တောင်ထိကနာမရှိဘူးဘလို့လူတွေဘာလို့လောက်တာစသဖြင့်ကျွန်တော်တို့ကဝေဖန်တမုတ်ပြီးတော့အဲ့ဒီလိုလူတွေနဲ့ကင်းနေကြဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အလေးထားပဲနော်ဟာသူတို့နဲ့မပေါင်းနဲ့သူတို့နဲ့မပတ်သက်နဲ့ဘာလို့သူတို့ရင်သွားတာလဲဘာလို့သူတို့ပေးတာလဲဘာလို့သူတို့ကူညီတာလဲသူတို့ကဒီမှမရှိတာသူတို့ကဘာသာရေးမှမရှိတာသူတို့ကနမတ်တစ်ချိန်မှမပတ်တာသူတို့နဲ့ခက်ကင်းနေကျွန်တော်တို့အဲ့ဒီလိုလုပ်ကြနော်အဲ့ဒီလိုလုပ်တာမှန်လားအဲ့ဒီလိုလုပ်တာတော်မှားတယ်အလုပ်လေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာလူတယောက်ကဒီနေနေတယ်အဲ့ဒီဒီနေနေတဲ့သူကိုကျွန်တော်တို့ကဖယ်လိုက်တယ်အဲ့ဒီဒီနေနေတဲ့သူကိုကျွန်တော်တို့ကခက်ကင်းနေလိုက်တယ်အဲ့ဒီဒီနေနေတဲ့သူကိုကျွန်တော်တို့ကရှောင်တိန်ပြီးနေလိုက်တာအဲ့ဒီလူကိုကျွန်တော်တို့ဒီလုံးဝမရှိတော့အောင်လုပ်လိုက်တာ ਨੇ တူပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာနော်ကျွန်တော်တို့ရဲ့လုံရက်ကသူ့ကိုတဖြည်းဖြည်းအစ္စလာမ်ရဲ့အပြင်ကိုလုံးဝရောက်အောင်ဆွဲထုတ်လိုက်တာ ਨੇ တူပဲငကိုတော့ကဒီမရှိဘူးနော်ဒီမရှိဘူးမှန်တယ်နမတ်၅ချိန်မဖတ်ဘူးနော်ဒီနဲ့ပတ်သက်ပြီးဘာမှသူတို့စီမှာလက္ခဏာမတွေ့ရဘူးအပေါ်ယံမွတ်စလင်တို့သာပြောနေတာနော်ဒါပေမဲ့ကျွန်တော်တို့ကသူတို့ကိုအဲ့ဒီလိုဖေကျင်ပြီးဆက်ဆံလိုက်မယ်ဆိုရင်သူတဖြည်းဖြည်းအဲ့ဒီအပေါ်ယံကိုမွတ်စလင်လို့ပြောနေတာကိုပါဆွန့်လွတ်ပြီးမွတ်စလင်ရဲ့အပြင်မွတ်စလင်ရဲ့ဘဝအပြင်ကိုသူထွက်သွားလိုက်လိမ့်မယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာဒီတော့ကျွန်တော်တို့ရဲ့လုံရက်ကသူတို့ကိုနော်နမတ်မဖတ်တဲ့သူကိုနမတ်ဖတ်လာအောင်ကျွန်တော်တို့လုပ်နေတာမဟုတ်နော်ဒီမရှိတဲ့သူကိုဒီရှိလာအောင်ကျွန်တော်တို့လုပ်နေတာမဟုတ်နော်ကျွန်တော်တို့တွေသူတို့ကိုဖေးချင်လိုက်လို့သူတို့ကိုခက်ကင်းနေလိုက်လို့သူတို့တွေပူပြီးတင်ရှိလာမှာမဟုတ်ပူပြီးတော့မှတင်နဲ့ဝေးသွားမှာလေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာနော်ဒီတော့အများကြီးဒီလိုရှိတယ်နော်ကျွန်တော်တို့ကမေးတယ်ဆရာနော်ဆွေမျိုးထဲမှာတော့ဒီလိုမိသားစုတစုရှိတယ်နော်အပေါ်ယံမွတ်စလင်ပဲဘာမှမရှိဘူးဆရာတို့ကိုကျွန်တော်ပေးကမ်းရင်ကောင်းပါကျွန်တော်ပြောတယ်တခြားသူထပ်တော်မှပို့ပြီးတော့ပေးကမ်းနော်သူတို့ကိုအဲ့ဒီလိုပေးကမ်းသူတို့ကိုနွေးနွေးထွက်ထွက်ဆက်ဆံသူတို့အိမ်ကိုသွားပြီးတော့ဖြည်းဖြည်းချင်းသူတို့ကိုပြန်ရှိလာအောင်စီးရုံလေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာသူတို့ကိုဖေကျင်လိုက်မယ်သူတို့ကိုမပေးမကမ်းတော့ဘူးသူတို့ကိုမကူညီတော့ဘူးသူတို့အိမ်မသွားတော့ဘူးဆိုရင်အဲ့ဒီမိသားစုကပူပြီးတော့မှဒီနဲ့ဝေးသွားလိမ့်မယ်
လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒါဟာကျွန်တော်တို့ရဲ့နော်ပတ်ဝန်းကျင်မှာဒါတလွေးယူဆချက်တွေပေါ့ဒီမရှိတဲ့သူနဲ့မပေါင်းနဲ့ဒီမရှိတဲ့သူနဲ့ခက်ကင်းကင်းနေနော်အဲ့ဒီလိုမဟုတ်ဒီမရှိတဲ့သူတွေကိုဒီရှိအောင်ဆွေးဆောင်ရမှာအဲ့ဒါကျွန်တော်တို့ရဲ့အလုပ်ပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များအီမမ်အာဇမ်အဘူဟနီဖာဒါလောက်ကြီးကျယ်တဲ့ပညာရှင်ဒါလောက်ကြီးကျယ်တဲ့သူတော်တွေသူ့ပြင်မဲ့အယတမတယောက်ကိုဒါလောက်ကျင်ကျင်နာနာဆက်ဆံခဲ့တဲ့အီမမ်ဆပ်ကဆက်ဆံမှုကအဲ့ဒီအယတမညအယတောက်တဲ့အယတမကညအီဘာဒတ်လုပ်တဲ့သူဖြစ်သွားတယ်ဒီတော့ကျွန်တော်တို့ရဲ့ကျင်ကျင်နာနာဆက်ဆံမှုကဘီနမာစီကိုနမာစီဖြစ်သွားရမယ်ကျွန်တော်တို့ရဲ့ကျင်ကျင်နာနာဆက်ဆံမှုကဒီမရှိတဲ့သူကိုဒီရှိတဲ့သူဖြစ်သွားရမယ်ကျွန်တော်တို့ရဲ့ကျင်ကျင်နာနာဆက်ဆံမှုကအပေါ်ရဲ့အမိကန်မွတ်စလင်ကိုစစ်မှန်တဲ့မွတ်စလင်တယောက်အဖြစ်နဲ့ပြန်ပြီးတော့ပြောင်းလဲသွားစေရမယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့ကျွန်တော်တို့လှုပ်ပေးရမှာကအဲ့ဒီလိုလူတွေကိုချင်းချင်းနာနာကျွန်တော်တို့ဆက်ဆံပေးရမယ်နှွေးနှွေးထွေးထွေးဆက်ဆံပေးရမယ်သူတို့နဲ့ပို့ပြီးအဆက်အသွယ်လို့ဒီနည်းနဲ့လို့သူ့ကိုအဆက်အသွယ်လှုပ်ပြီးသူ့ကိုငါပြန်ပြီးတော့ဒီဘက်ကိုဆွေးခေါ်လာမယ်လေးစားထက်တဲ့မိတ်ဆွေညီနောင်များခင်များနော်ဒီတော့ကျွန်တော်တို့ကဟာငါတို့မပေါင်းအဲ့ဒီလိုလူနဲ့မပေါင်းဘေးနမစီသူနမတ်မဖတ်ဘူးနော်သူအိမ်မှာဒီမရှိဘူးနော်သူသားသမီးကဘာလုပ်နေတာအဲ့ဒီလိုအကြောင်းပြချက်တွေနဲ့ကျွန်တော်တို့ကဖေပြီးကင်းကင်းနေလိုက်မယ်ဆိုရင်အဲ့ဒီရဲ့ရလက်ကဘာထွက်လာမလဲအဲ့ဒီမိသားစုအပိဒင်ကအပြင်ကိုရှောက်သွားလိမ့်မယ်ဒီတော့ကျွန်တော်တို့လောက်ရက်တွေကဘာဖြစ်နေလဲဒီနေတဲ့သူကိုဒင်ကနော်အပြင်မွတ်စလင်မဟုတ်တဲ့ဘဝရောက်သွားအောင်အတင်းတိုးပို့နေတယ်လို့ဖြစ်နေတယ်ဒီတော့အဲ့ဒီလိုလောက်ရက်လောက်ပြီးတော့ကျွန်တော်တို့ဘာမျှော်လင့်နေတာလဲတဖြည်းဖြည်းအီမန်ရှင်မဟုတ်တဲ့သူတွေမွတ်စလင်မဟုတ်တဲ့သူတွေမွတ်စလင်ဖြစ်လာဖို့မျှော်လင့်နေတယ်ဆိုရင်အဲ့ဒါအဝေးကြီးပဲမွတ်စလင်ဖြစ်နေတဲ့သူတွေကိုတော့ကျွန်တော်တို့မွတ်စလင်ပိတလာအောင်မဆွဲဆောင်နိုင်ဘူးမထိမ့်သိမ့်နိုင်ဘူးဆိုရင်မွတ်စလင်မဟုတ်တဲ့သူမွတ်စလင်ဖြစ်လာဖို့ဆိုတာအဝေးကြီးပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့နော်ကျွန်တော်တို့ရဲ့လောက်ရက်ကကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့နော်ဒီအတိုင်းဝိုင်းဒီမရှိတဲ့အတိုင်းဝိုင်းအပေါ်မှာသွားပြီးတက်ရောက်မှုရှိနော်ဒါကြောင့်ဒီလိုခံယူချက်ထားပါနော်လူတယောက်ကိုဘေးအိမ်ကလူဒီမရှိတာသူအားနေချက်မဟုတ်ငါအားနေချက်နော်ငါကသူ့ကိုဒီရှိလာအောင်ငါမစီယုံနိုင်ဘူးနော်ကိုလမ်းလေးကလူဒီမရှိတာသူအားနေချက်မဟုတ်ငါအားနေချက်နော်ကိုကြည့်ပြီးနော်ကိုပုံဝင်းချင်းကလူကဒီရှိလာရမယ်နော်ကိုကြည့်ပြီးတော့ကိုဆွေမျိုးတွေကလူတွေဒီရှိလာရမယ်ဒီတော့အီမမ်အဘူနီဖာရာမတ်တူလာလိတခင်ဘေးနာကအိမ်ကပုဂ္ဂိုလ်ကအယတမဒါပေမဲ့အဲ့ဒီအယတမကအီမမ်ဆပ်ရဲ့အကြောင်းကံနဲ့ညအီဘာဒတ်လုပ်တဲ့သူဖြစ်သွားတယ်ဒီတော့ကျွန်တော်တို့ရဲ့အကြောင်းကံနဲ့ကျွန်တော်တို့ပုံဝင်းချင်းကဒင်အားနေတယ်ဆိုတဲ့သူတွေကဒင်ရှိတဲ့သူတွေပြန်ပြီးတော့ဖြစ်သွားအောင်ကျွန်တော်တို့ကြိုးစားရမယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များနော်ဒါဟာကျွန်တော်တို့အင်တန်လုပ်တဲ့နီလန်အမှန်ပဲဘာကြောင့်လဲနော်ကျွန်တော်တို့ဒီနေ့နော်လူတစ်ယောက်ကအပေါ်ရမွတ်စလင်ပဲနော်အမိခံမွတ်စလင်ပဲနော်အဲ့ဒီလိုလူတွေကိုကျွန်တော်တို့ကဖေးကျင်ပြီးဆက်ဆံတာဒါကျွန်တော်တို့မှားတာနော်ဘာကြောင့်လဲသူတို့ကိုအလ္လာဟ်ကတော့မွတ်စလင်အဖြစ်နဲ့အတိအမှတ်ပြုထားတယ်နော်ကျွန်တော်တို့ကဘာကြောင့်မွတ်စလင်အဖြစ်နဲ့အတိအမှတ်မပြုနိုင်ရမှာလဲဘာကြောင့်လဲဟာဒီသ်တော်မှာရှိတယ်တမန်တော်မြတ်ကြီးဆလ္လာဟူအလိုင်ဟိဝါဆလမ်အမိန့်ရှိထားတယ်လူတစ်ယောက်ရဲ့နှလုံးသားထဲမှာညူမှုန်လောက်နော်လူတစ်ယောက်ရဲ့နှလုံးသားထဲမှာမုံညင်းစီလောက်နော်မစ်ကာလာဟဘ်ဘတ်င်ခရဒလင်နော်မုံညင်းစီလောက်လူတစ်ယောက်ရဲ့နှလုံးသားထဲမှာအီမန်ရှိတယ်ဆိုရင်ဟာဒီသ်မှာတမန်တော်အမိန့်ရှိထားတယ်အဲ့ဒီလူဂျာနမ်နဲ့သွားเสียမလို့တော့ဘူးနော်နောက်ဒီတော်မှာတမန်တော်မြတ်ကြီးဆလောဆမ်အမိန့်ရှိတယ်လူတစ်ယောက်ရဲ့နှလုံးသားထဲမှာမုံညင်းစီလောက်အီမန်ရှိတယ်အလ္လာဟ်သူ့ကိုဂျန်နတ်ပေးမယ်နောက်ဒီတော်မှာတမန်တော်အမိန့်ရှိတယ်လူတစ်ယောက်ရဲ့နှလုံးသားထဲမှာမုံညင်းစီလောက်အီမန်ရှိတယ်အဲ့ဒီလူတွေကိုတမန်တော်မြတ်ဆလောဆမ်ရှဖာအတ်မုံညင်းစီလောက်အီမန်ရှိရင်တော့မှသူတို့ကိုတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဟိဝါဆလမ်ရှဖာအတ်လုပ်ပေးမယ်ရှဖာအတ်ကနစီဘ်ရမယ်နောက်ဆုံးသူတို့မွတ်စလမန်ဖြစ်တယ်ဆိုတာကိုသူတို့ပုံဝင်းချင်းကလူတွေတော့မသိကြဘူးသူတို့ပုံဝင်းချင်းကလူတွေတော့သတိမထားမိကြဘူးသူတို့ရဲ့နှလုံးသားမှာအလော့အီမန်နည်းနည်းလေးပဲပါသွားတာအဲ့ဒီလိုလူတွေနောက်ဆုံးသူတို့ရဲ့အမန်အီဘာဒတ်တွေဆိုးရွားလို့သူတို့ဂျဟန္နမ်ထဲရောက်သွားရင်တော့မှအလ္လာဟ်ရှိမတ်တကယ်အဲ့ဒီလူတွေအားလုံးကိုပြန်ဆွဲထုတ်လာမယ်တမန်တော်မြတ်ကြီးဆလောက်ဆမ်ကိုပြမယ်ဒါအသင်းရဲ့အွမ်မတ်ထဲကအင်မတန်မှကိုပဲအီမန်နေတယ်ဒီလောက်ထိအီမန်နေတယ်သူတို့ရှင်ထဲမှာအီမန်ကမုံညင်းစည်းလောက်ပဲရှိတယ်နောက်ဆုံးတမန်တော်မြတ်ဆလောက်ဆမ်တမန်တော်ရဲ့အွမ်မတ်တွေအဲ့ဒီလိုအွမ်မတ်တွေကိုတွေ့ပြီးတော့တမန်တော်မြတ်ဆလောက်ဆမ်သူတို့အတွက်ရှဖာအတ်လုပ်ပေးလိုက်မယ်အလ္လာဟ်ရှိမတ်တကယ်သူတို့ကိုဂျန်နတ်ပေးလိုက်မယ်ဆိုလိုတာကဘာလဲအဲ့ဒီလောက်အီမန်နေတဲ့သူကိုအလ္လာဟ်ရှိမတ်တကယ်ကတော့အီမန်ရှင်အဖြစ်နဲ့အတိအမှတ်ပြုတယ်ဆိုလို့ရှင်
ကျွန်တော်တို့ဘာကြောင့်အသိမှမပြုနိုင်ရမှာလဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်တတ်ကြောင့်နော်ဒီအကြောင်းအရာကိုဟာဒတ်မောလာနာစဂျာဒ်နိုမာနီဆာဒါမတ်ဘာကာတုမ်တခင်ကဒီဖြစ်ရလေးကိုတင်ပြပြီးတော့ကျွန်တော်တို့ပုံရင်းခြင်းမှာဒီရှိတဲ့သူတော်တော်များများကနော်ဆရာကြီးကဘာပြောလဲဆိုတော့ဒီရှိတဲ့သူအစစ်အမှန်နေမဟုတ်ဘူးတဲ့အတုအယောင်တင်ရှိတာတွေဖြစ်နေတယ်အတုအယောင်တင်ရှိတာတွေဖြစ်ဘာကြောင့်လဲလူတယောက်တင်ရှိလာပြီဘာသာရေးရှိလာပြီဆိုရင်ကိုမောက်မာလာတယ်ကိုအထင်နေကြီးလာတယ်နော်ဒီမရှိတဲ့သူတွေဘာသာရေးအားနေတဲ့သူတွေရဲ့အပေါ်မှာတင်စီးစီးတွေဆက်ဆံလာတယ်သူတို့ကိုမောက်မာပြောလာတယ်သူတို့ကိုဖေးကျင်ပြီးတော့နေလာတယ်ဆရာကြီးပြောတယ်အဲ့ဒါကဒီအစစ်အမှန်တင်ရှိတာမဟုတ်အဲ့ဒါအတုအယောင်တင်ရှိနေတာနော်အတုအယောင်တင်ရှိနေတာလူတယောက်ကအဘာဒတ်တွေလုပ်လာပြီးနမတ်9ချိန်ဖတ်လာပြီးနော်လူတယောက်ကနော်အများကြီးသူတင်အတွက်ကျိုးပန်းလာပြီးဆိုရင်တဖြည်းဖြည်းသူ့နှလုံးသားကနူးညံ့သွားရမှာနော်တဖြည်းဖြည်းသူလူတွေနဲ့ဆက်ဆံတဲ့နေရာမှာယူချိုးသွားရမှာနော်အဲ့ဒီလိုပုံပေးနေအဘာဒတ်တွေလည်းလုပ်လာတယ်နမတ်တွေလည်းဖတ်လာတယ်ဒီမရှိလာတယ်တစ်ဖက်မှာနော်ဒါပေမဲ့လည်းပဲသူကမောက်မာနေတယ်အပေါ်စီးကနေလူတကာကိုဆက်ဆံနေတယ်ဆိုရင်အဲ့ဒါဒီမရှိခြင်းရဲ့အစစ်အမှန်ပုံစံမဟုတ်ဘူးအဲ့ဒါဒီကရှိတဲ့အတုအယောင်ဒီမရှိခြင်းပဲဖြစ်တယ်နော်ဆရာကြီးကဒီအကြောင်းအရာပြောပြရင်လည်းရမ်ဇန်လမှာနော်အများကြီးအီတကာထိုင်နေတဲ့သူတွေကိုဆရာကြီးပြောတယ်ခင်ဗျားတို့တွေအလတ်စီကနေတောက်ပါလို့ပါတဲ့နော်ဘာဖြစ်လို့လဲခင်ဗျားတို့ကဂျူတီတင်သားတွေဖြစ်နေခဲ့တယ်နော်ဂျူတီတင်သားတွေဆိုတာနော်အတုအယောင်တင်ရှိတဲ့သူတွေဖြစ်ခဲ့တယ်နော်အဲ့ဒီအခြေအနေကနေအဲ့ဒီဖြစ်ရကနေအလတ်စီကနေပြန်ပြီးတောက်ပါလောက်ကရလာကျွန်တော်ဒီတော့ရှိဒါပေမဲ့ဒင်းရှိတာအစစ်အမှန်ဒင်းရှိတာမဟုတ်အတုအယောင်ဒင်းရှိခဲ့တယ်နော်အဲ့ဒီအချက်ကနေအလတ်စီမှာပြန်ပြီးတော့တောက်ပါလောက်တင်တယ်တဲ့ဘာကြောင့်လဲအစစ်အမှန်ဒင်းရှိတဲ့သူဆိုတာကလူတကာကိုနူးနူးညံ့ညံ့ဆက်ဆံမယ်တိမ်မွေ့မွေ့ဆက်ဆံမယ်နော်လူတိုင်းကိုကြွရွဆက်ဆံပြီးတော့သူ့ကိုကြည့်ပြီးဒင်းမရှိတဲ့သူတွေဒင်းရှိခြင်းစိတ်ဖြစ်လာရမယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်များသူ့ကိုကြည့်ပြီးပဝင်းချင်းကလူတွေငါတို့လည်းသူ့လိုနမတ်ဖတ်ရင်ကောင်းမယ်ငါတို့လည်းသူ့လိုနော်ဒင်းရှိရင်ကောင်းမယ်ငါတို့လည်းသူ့လိုပလီကိုတွားရင်ကောင်းမယ်အဲ့ဒီစိတ်ဖြစ်လာရမယ်နော်အခုကြည့်အီမမ်ဆပ်ကိုကြည့်ပြီးတော့အီမမ်အဘူဟနီဖာကိုကြည့်ပြီးတော့ဘေးကအယက်သမားကငါလေးသူ့လိုညထပြီးသူလှုပ်တဲ့အတိုင်းလိုက်လုပ်ရင်ကောင်းမယ်ဆိုတဲ့စိတ်ဖြစ်သွားတယ်ကျွန်တော်တို့ကိုကြည့်ပြီးတော့ကျွန်တော်တို့ဘေးအိမ်ကလူငါလေးသူ့လိုပလီသွားမယ်ဆိုတဲ့စိတ်ဖြစ်လာနော်ငါလေးသူ့လိုနမတ်စကားကြီးဖတ်မယ်ဆိုတဲ့စိတ်ဖြစ်လာဒီနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဒီတော့ရှိပါရဲ့နော်ဒင်းရှိတယ်ဆိုတာဒါပေါ့လေနမတ်စကားကြီးဖတ်တယ်ပလီသွားတယ်နော်စသဖြင့်တော့လုတ်ပါရဲ့သူ့ပင်မဲ့လည်းပဲသူ့ရဲ့ဆက်ဆံမှုသူ့ရဲ့လူမှုရေးကဏ္ဍတွေကအများကြီးယွန်းနေနေတဲ့အခါကျတော့သူ့ကိုကြည့်ပြီးပတ်ဝန်းကျင်ကလူတွေကဒင်းရှိခြင်းစိတ်မဖြစ်တော့သူ့ကိုကြည့်ပြီးပတ်ဝန်းကျင်ကလူတွေကဒင်းရှိခြင်းစိတ်မဖြစ်ကြဘူးနော်အမှန်တကယ်တော့သူ့ကိုကြည့်ပြီးပတ်ဝန်းကျင်ကလူတွေကဒင်းရှိခြင်းစိတ်ဖြစ်ကြမှာနော်ဒီလိုဒင်းရှိခြင်းအစစ်အမှန်ဆိုတာပါလေနော်ဒင်းရှိတဲ့သူအစစ်အမှန်ဆိုတာတစ်ဖက်ကနမတ်9ချိန်လည်းဖတ်မယ်နော်တစ်ဖက်ကပလီကိုလည်းအမြဲလာမယ်နော်အလရှိမတ်တခင်နဲ့လည်းအဆက်အသွယ်လုပ်မယ်သာသနာလမ်းမှာလည်းအချိန်ပေးမယ်နောက်တစ်ဖက်ကလူတွေနဲ့ဆက်ဆံတဲ့နေရာမှာလည်းပဲနော်ဝိတရားတိုင်းကိုကြည်ပွန်ဆက်ဆံမယ်အိမ်ကြီးချင်းရဲ့ဝိတရားကြည်ပွန်မယ်နော်ပဝင်းချင်းဆွေမျိုးသားချင်းတွေရဲ့ဝိတရားကြည်ပွန်မယ်ဇနီးရဲ့ဝိတရားကြည်ပွန်မယ်ခင်ပွန်းရဲ့ဝိတရားကြည်ပွန်မယ်သားသမီးရဲ့ဝိတရားကြည်ပွန်အပေးယူလုပ်တဲ့နေရာမှာမှန်ကန်မဲ့အလုသမားအောက်ခြေလူတန်းသားတွေကိုဆက်ဆံတဲ့နေရာမှာနော်ချစ်နာနဲ့ဆက်ဆံမယ်ဒီတိုင်းပဲကိုယ့်ရဲ့အလုသမားတွေကိုလိုအားကပေးတဲ့နေရာမှာအခွင့်အရေးပေးတဲ့နေရာမှာပြည့်ဝပေးမယ်အဲ့ဒါမှဒင်းရှိတဲ့သူအစစ်အမှန်ဖြစ်လိမ့်မယ်နော်အပေါ်ရန်နော်ဒါရီထားလိုက်မယ်နော်ဒီတိုင်းပဲနမတ်9ချိန်ဖတ်မယ်နော်ဒီတိုင်းပဲပလီတော့လာနေပါရဲ့သူ့ပင်မဲ့ကျန်တဲ့အပိုင်းတွေတခုမှမပြည့်စုံဘူးကျန်တဲ့အပိုင်းတွေလွဲနေတယ်ဆိုရင်အဲ့ဒါအစစ်အမှန်ဒင်းရှိတဲ့သူမဟုတ်အဲ့ဒါအတုအယောင်ဒင်းရှိတဲ့သူပဲလိစာတဲမိတ်ဆွေညီနောင်များခင်များဒီတော့ကျွန်တော်တို့အစစ်အမှန်ဒင်းရှိတဲ့သူဖြစ်ဖို့ကျွန်တော်တို့ကြိုးစားရမယ်နော်ဒီတိုင်းပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့နော်ဒင်းအားနေတဲ့သူတွေဆွေမျိုးတိုင်းမှာရှိတဲ့ဒင်းအားနေတဲ့ဆွေမျိုးသားချင်းတွေနော်အဲ့ဒီလိုလူတွေကိုကျွန်တော်တို့နွေးထွေးချစ်နာဆက်ဆံပြီးဒင်းရှိလာအောင်သူတို့လည်းပဲနော်စစ်မှန်တဲ့အီမန်ရှင်တွေဖြစ်လာအောင်ကျွန်တော်တို့အဲ့ဒီလိုကြိုးပမ်းရဲ့ဖို့ကျွန်တော်တို့စီမှာတာဝန်ရှိပါတယ်အလ္လာဟ်ရှိမတ်တခင်ကျွန်တော်တို့အားလုံးကိုတင်ပြပါအချက်လက်များလိုက်နာနိုင်တဲ့တောဖစ်ချင့်မြတ်တော်မူပါသည်အာမင်ဝါအာခီရူတာအဝါနာအန်လ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်